ယူကရိန်းနဲ့လက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲသားပြီးဆုံးသွားရင်ရုရှားရဲ့အများဦးဟာဥရောပပဲလှည့်သွားနိုင်တယ်ဆိုတဲ့ပြောကြားချက်တွေကိုပူတင်ကပယ်ချခဲ့ပါတယ်။သတင်းမီဒီယာတွေရဲ့မေးခွန်းတွေကိုဖြေကြားတဲ့အခမ်းအနားတစ်ခုမှာ BBC ရဲ့မေးခွန်းကိုပူတင်ကရုရှားဟာလေးလေးစားစားဆက်ဆံတာခံရမယ်ဆိုရင်နောက်ထပ်ဘာစစ်စင်ရေးမှရှိမှာမဟုတ်ကြောင်းရုရှားကပြသဖို့အမြဲစူးစမ်းနေတဲ့လေးစားမှုမျိုးကိုတစ်ဖက်ကလည်းပြန်လည်ပြသဖို့တော်လိုကြောင်းပူတင်ကပြန်ဖြေသွားခဲ့ပါတယ်။ပူတင်ဟာရုရှားအနေနဲ့ဥရောပနဲ့စစ်ခင်းတိုက်ခိုက်ဖို့လုံးဝအစီအစဉ်မရှိပေမဲ့ဥရောပဘက်ကလူလားရင်လည်းစစ်တိုက်ဖို့အသင့်ရှိတယ်လို့ပြောဆိုခဲ့ပြီး NATO စစ်မဟာမိတ်အဖွဲ့ကစီးဖောက်လိမ့်နေပြီးအရှေ့ဖျားနယ်နိမိတ်ကိုပိုချက်ထွင်ဖို့မကြိုးစားဘူးဆိုရင်ရုရှားကလည်းဘယ်နိုင်ငံကိုမှကျူးကျော်မှာမဟုတ်ကြောင်းပူတင်ကပြောကြားခဲ့ပါတယ်။ယူကရိန်းရဲ့ NATO အဖွဲ့ဝင်ဖြစ်ရေးအားထုတ်မှုကိုတားဆီးဖို့လည်းလိုအပ်တာကြောင့်အခုလိုစစ်ပွဲတစ်ခုဆင်နွှဲခဲ့ရတာဖြစ်ပါတယ်လို့ပြောကြားခဲ့ပါတယ်။